အားလုံးပဲမင်္ဂလာပါဗျရှစ်ကျင်အတွက်နောက်ကြမှာပဲတင်ပြလိုက်ရတယ်ဗောနော်ဟုတ်ကဲ့ကျွန်တော်တို့ဒီ66နှစ်64တွေ66နှစ်64တွေလိုင်းရတယ်ဗောနော်အဲ့မှာထိုးစရာတွေကကျွန်တော်ဒီဘူဘရိတ်ကနန်းတစ်ခွက်ကြံနေတယ်ဗောဗျာဘူဘရိတ်ကနန်းတစ်ခွက်ကတော့ကျွန်တော်တို့83ညနှစ်အာပတ်လေဗောနော်83ညနှစ်အာပတ်လေဒီကြံမယ်ခုကျွန်တော်တို့ရောက်ကတ်ကကျွန်တော်ဒီမှာဒီပထမဦးဆုံးခွန်6 3ညလို့ဖြစ်ခဲ့တဲ့ဘေးတပွဲကြော်မှာကျွန်တော်တို့2-5နှစ်ထိုးခဲ့တာဗောနော်အဲ့နေရာမှာကျွန်တော်2-5နှစ်လို့မထွက်ဘဲနဲ့ကျွန်တော်တို့ဒီဒုတိယဘူဘရိတ်ကနန်းတစ်ခွက်ဖြစ်တဲ့ဒီ4-5-1ထွက်သွားတာဗောနော်4-5-1လို့ဘူးဖြစ်ထားတယ်အဲ့ဘေးမှာကျွန်တော်တို့ဒီနေ့မှာ2-5နှစ်ထိုးတာအဲ့ဒါရှိနည်းနည်းလုံးကရှိရောက်သွားပါဗျာ2-9-5-1-4ဆိုပြီးထွက်သွားတာတော်တော်ရင်ခံရပါအဲ့5-1-4ထွက်သွားတယ်အခုရှေ့ကပ်မှာရောက်တော့ဒီနေရာမှာကျွန်တော်အဲ့ဘူဘရိတ်ကနန်းတစ်ခွက်ထွက်ထားတယ်ဗောနော်သူနေရာလှည့်ပြီးတော့ထွက်သွားတာမျိုးဖြစ်မှာဆိုလို့ကျွန်တော်ဒါသတိပေးတာဗောနော်သူဒီနေရာမှာတကယ်9-8နှစ်လို့ထွက်တယ်ဒီနေရာမှာ163လို့ထွက်တယ်ဗောနော်အဲ့ဒီ3ညလို့ဖြစ်ခဲ့တဲ့ရင်ဆိုင်တွေပေါ့နော်အခုသူကဒီ4-5-1လို့3ညလို့ဖြစ်ခဲ့တဲ့ရင်ဆိုင်မှာကျွန်တော်တို့တကယ်တမ်းဒီနေရာမှာ2-5နဲ့ဒီနေရာမှာက9-1-4အဲ့လိုထွက်ရမှာဟုတ်တော့ဒီနေရာမှာ9-1-4လို့ဖြစ်ပြီးတော့ဒီနေရာမှာ2-5နဲ့ဆိုပြီးတော့ချသွားမှာဆိုလို့ဒါသတိပေးတာပေါ့နော်2-5-4ကကျွန်တော်တို့မွေးတင်တယ်ပေါ့2-5-2ရယ်83ည2ရယ်ဒါမွေးထုတ်ရမယ်ကနန်းလေးပေါ့နော်ဒါဘူဘရိတ်ကနန်း3ခွက်ထဲ2ခွက်ထွက်သွားတယ်ဆိုတော့ကျန်တဲ့တစ်ခွက်ကလည်းထွက်အောင်မယ်လို့တော့ထင်နေဗျာနော်အဲ့ဒီမှာကျွန်တော်အဲ့ဒီဒုတိယအကြိမ်မြောက်ဒါပထမအကြိမ်မြောက်ထွက်တဲ့3ညပရိတ်ပေါ့နော်ခွန်6ခွန်ဒုတိယအကြိမ်မြောက်ထွက်တဲ့163အဲ့ဒီ163ကျွန်တော်ပြန်ကြရှိတယ်ဗျာနော်အဲ့တော့ပြန်ကြဆိုလို့ရှိရင်9-1-4ပြန်ကြလေးလည်းရှိတယ်ကျွန်တော်အကြိမ်ကြီးဖမ်းထားတာလေးကျွန်တော်တို့ဘယ်မှာလဲဆိုတော့ဒီမှာဗျာနော်66နှစ်64တွေ66နှစ်64တွေရဲ့ဘီးတဲ့မှာကျွန်တော်163ဆိုပြီးတော့ကျွန်တော်ဒိတ်ပြန်ပြီးတော့ပြန်ကြဆော့ပေးထားတာဗောနော်အဲ့ဒါဆိုကျွန်တော်တို့က9-1-4ကကျွန်တော်တို့ပဲပြန်ကြတော့အဲ့66နှစ်64တွေဘီးတဲ့မှာ9-1-4ဆိုပြီးတော့ဒါပြန်ဆော့မှာဗောနော်အဲ့ဘူဘရိတ်ကနန်းအဲ့နေရာရောက်မှကျွန်တော်ဖမ်းထားတာဂျားထဲမှာထပ်သွားရင်တော့ကန်ပေါ့ဗျာအဲ့တော့သတိပေးချင်တာကျွန်တော်2-5-2ရယ်ကျွန်တော်83ည2ရယ်9-1-4ရယ်ပေါ့နော်အဲ့ဒါလေးတော့100ဘူး200ဘူးဒါထိုးတင်တယ်ပေါ့အခုကျွန်တော်ပြချင်တာကကျွန်တော်ဒီထိပ်စီး3လုံးတန်းတာပေါ့နော်ထိပ်စီး3လုံးမဟုတ်4လုံးတန်းတာပထမဆုံးကတ်ကကျွန်တော်ဒီမှာ4ထိပ်4လုံးတန်းတာပေါ့နော်4လုံးတန်းနဲ့ဒုတိယတစ်ခုကကျွန်တော်ဒီမှာ5ထိပ်4လုံးတန်းတတိယတစ်ခုကကျွန်တော်တို့မနစ်ကမှဖြစ်သွားတာပေါ့နော်3ထိပ်4လုံးတန်းတယ်အဲ့ဒီ4လုံးတန်းတာတွေရဲ့ကျွန်တော်ပထမဦးဆုံးဘေးကနန်းပါဗောနော်ပထမဦးဆုံးထိပ်စီးရဲ့ဘေး4နှစ်ခုဆိုတဲ့ကနန်းတွေ့အဲ့4နှစ်ခုကကျွန်တော်တို့ဘလူလာလဲဗောနော်ဘလူလာလဲဆိုတော့ကျွန်တော်ဒီရှေ့ကကနန်းအခွကိုကနန်းတွဲအနေနဲ့ဒီနေရာမှာယူဆလိုက်တာ4-3ခွန်ဆိုတဲ့ကနန်း4ခွန်အခွကိုကျွန်တော်ဒီနေရာမှာကနန်းအတွဲအနေနဲ့ယူဆလိုက်တာအဲ့လိုဗောနော်ပြီးတော့သူ့ပေါ်မှာကျွန်တော်နောက်ပေါင်းလေးရှိတယ်4-3ခွန်ဘရိတ်လေးလို့ထွက်တယ်4ထိပ်ပေါ့နော်နောက်ပိတ်လေးကနောက်ပိတ်လို့ဆွဲချမယ်ခွန်နောက်ပိတ်ပေါ့နော်အဲ့ဒါ4-3ခွန်1ချိန်ပေါ့နော်4-3ခွန်1ချိန်ကျွန်တော်တို့ခါကြတော့ကျွန်တော်ဘယ်လိုယူဆမလဲခါကြတော့ဒါဘရိတ်ရှစ်ပေါ့နော်သူ့ပေါ်မှာဘရိတ်ရှစ်နဲ့ခါနဲ့ပေါင်းရင်3ညပေါ့အဲ့တော့ဘရိတ်ရှစ်နဲ့2ခါနဲ့ပေါင်းလိုက်ရင်3ညဆိုတော့ကျွန်တော်4နှစ်ခွန်တစ်ခွက်ပေါ့နော်နောက်ဒုတိယကတ်မှာကျတော့ကျွန်တော်ဒီမှာနောက်ပေါင်း9ပေါ့5ထိပ်စီ4လုံးအပေါ်မှာနောက်ပေါင်း9ရှိတယ်ဘရိတ်9လို့ထွက်တယ်သူ့ရဲ့အဖေးမှာကျွန်တော်တို့6ထိပ်ပေါ့နော်နောက်ပေါင်း9ဘရိတ်9မလို့ဒါ6ထိပ်ပေါ့6ထိပ်ပြီးတော့နော်ဒီ9ခွန်1ချိန်နဲ့ဆိုတော့ကျွန်တော်တို့အခွအတွဲလိုက်ကစားမယ်ဆိုတော့ဒီ9ခွန်အခွကိုနောက်တွဲ
ထည့်ကစားလိုက်တာပေါ့နော်အဲ့ဒီလိုမှမဟုတ်ဘူးဆိုရင်ကျွန်တော်ဒီမှာအပေါ်မှာ brain 9ဒီ9ခါနဲ့3ညလို့ဖြစ်ထားတယ်ပေါ့နော်အဲ့တော့ဒီ brain 9ရှိလို့3ညလို့ဖြစ်ဖို့9ခါထည့်ရတယ်ဒီနောက်ပိတ်လေးနောက်ပိတ်လို့ဆွဲထည့်ရင်ဒါ6 9ခွန်တကွက်သေးပေါ့နော်ခုကျွန်တော်ဒီမှာ3ထိပ်စီလေးလုံးတန်းထားတယ်သူ့ပေါ်မှာလည်းကျွန်တော်2ခွန်နောက်ပေါင်းကိုရှိတယ်388 break ကိုလို့ထွက်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့ဒီနေရာမှာ6ထိပ်ပေါ့နော်6ထိပ်ပေါ့6ထိပ်နဲ့ကျွန်တော်တို့ဒီ388အခွတွဲလိုက်ကစားရမယ်ဆိုရင်တော့ဒါရှင်းရှင်းလေးကျွန်တော်တို့938ပေါ့တကွက်သေးပေါ့နော်အဲ့လိုမှမဟုတ်ဘူးသူကအပေါ်မှာ break ကိုရှိနေလို့ခါနဲ့ပေါင်းရင်30ဖြစ်ရမယ်ဆိုရင်ကျွန်တော်တို့6ထိပ်နောက်ပိတ်ကနောက်ပိတ်ဆွဲချရင်8ဒီကောင်က break ကိုရှိနေလို့တော့30ဖြစ်ဖို့တစ်ခါထည့်ပေးရမှာပေါ့နော်918နဲ့938ကျွန်တော်ဒီပွဲမှာဒါလေးနည်းနည်းကြိုက်လို့ပေါ့နော်ကျွန်တော်ခဏန်းလေးကိုတိတ်ပြီးတော့မကြိုက်ရင်ကျွန်တော်မတင်ပြီးတော့သူပြီးနေနေတာကျွန်တော်ဒီကနန်းလေးကိုဒါအကြိုက်တွေ့တာလေးရှိလို့ပေါ့နော်ဒါပြန်ပြီးတော့တင်ပေးလိုက်တာပါနောက်တစ်ခုကကျွန်တော်ဒါလေးကလည်းဒါအရန်လေးတွေပေါ့နော်အရန်လေးတွေဆိုတော့ဒီမှာ481ပေါ့481လို့တဲထွက်တာရှိတယ်သူနဲ့ဇောင်းတက်တဲ့ဆင်းလိုက်ဒီမှာ414ပေါ့14ရွဲတွေ့နေရတယ်ပေါ့ဗျာ14ရွဲတွေ့နေရတယ်14ရွဲတွေ့နေရတယ်ဆိုတော့ဒီမှာသူကကျွန်တော်ယူဆလိုက်တာကထိန်နှလုံးကို30လို့ဖြစ်ပြီးတော့နောက်က14ရွဲ4တွဲပေါ့ဗျာနောက်က14ရွဲ4တွဲလေနောက်တစ်ခုကကျွန်တော်ဒီမှာ481ဒဲရှိတယ်သူနဲ့တက်တဲ့ဆင်းလိုက်လို့ရှိရင်ကျွန်တော်ဒီမှာ14ရွဲ4တွဲပေါ့နော်ထိန်နှလုံးကို30လို့ဖြစ်ပြီးတော့နောက်က14ရွဲ4တွဲလို့မြန်ထွက်သွားတာပေါ့နော်ရှိမှ4လို့ထွက်တယ်ခု141လို့ထွက်ထားတယ်ပေါ့အခုဒီမှာလဲကျွန်တော်တို့481နဲ့ဘေးအောက်တက်တွေကိုရောက်လာပြီပေါ့နော်အဲ့တော့ကျွန်တော်ထိန်နှလုံးကို30လို့ဖြစ်ဖို့ဆိုရင်ကျွန်တော်4ထိပ်ပေါ့နောက်က1ရွဲ4တွဲဆို4ပေါ့ဗျာဒီနှစ်ကွက်လေးဒါလေးတော့အရန်လေးတွေပေါ့နော်ထိုးကြီးကအရန်လေးတွေထိုးနေတယ်ပေါ့ကျွန်တော်ဒီတစ်ပတ်ကနန်း၄ခွက်ပြပေးလိုက်တယ်ပေါ့နော်938 918 441 414ဆိုတဲ့၄ခွက်ပေါ့နော်အားလုံးပဲကံကောင်းကြပါစေဗျာ